ရှင်ဇလန်းလေးတစ်ပုဒ်ပြောပြခြင်းလို့ပါကျမလုံခဲ့တဲ့15နှစ်လောက်ကစပြီးတော့ research ဆိုတဲ့ဟာနဲ့ထိတွေ့နေတယ်ဂျပန်မှာကျမ master တော့တက်တော့ကျမတို့ thesis လုပ်ရတာဟုတ်အဲ့တော့ research paper တစ်စောင်စရေးတဲ့အချိန်မှာကျမရဲ့ thesis supervisor နောက်တော့ကျမခဏခဏဘာလို့လဲဆိုတော့ကျမရေးနေတဲ့အဲ့ thesis paper တဲ့သူတို့ရဲ့ thesis paper format နဲ့မတူဘဲနဲ့ပေါ့နော်ဝတ္ထုတစ်ပုဒ်ရေးနေတယ်လို့ဖြစ်လို့ဆိုပြီးတော့သူစိတ်ထဲတမျိုးဖြစ်တယ်ပေါ့နော်ကျမလည်းအံ့ဩတယ်ကျမရေးတတ်လို့ပဲကျမရေးလိုက်တဲ့ဥစ္စာကိုသူဘာလို့ဒါကြီးကို serious ဖြစ်နေရလဲပေါ့နော်အဲ့တော့ကျမသူ့ကိုလည်းနားမလည်နိုင်ပေါ့သူကလည်းကျမနားမလည်နိုင်ဖြစ်ခဲ့တာပေါ့နော်ကျမလည်းစဉ်းစားကြည့်ရဘာကြောင့်ဒါဖြစ်တာလဲပေါ့ကျမမအဲ့တော့အဖြေမရှိဘူးနောက်တော့ကျမထိုင်းကဘန်ကောက်က Assumption University မှာဆရာမလုပ်တော့လေအဲ့လိုပဲကျမနဲ့ကျမအထက်လူကြီးကြားထဲမှာဘာမှမသိတဲ့ gap တစ်ခုပေါ့နော်အဲ့ဒါတခုရှိနေရလို့ကျွန်မခံစားရတယ်အဲ့ဒါဘာလဲဆိုတော့လည်းကျွန်မမပြောတတ်ဘူးသူတို့နဲ့ကျွန်မနဲ့ကြာမှာဘာတွေဝေးကွာနေမှမသိဘူးပေါ့နော်အဲ့ဥစ္စာကကျွန်မအဖြေရှာလည်းမတွေ့ဘူးဆိုတော့အဲ့ဒါကခုနအကြောင်းတက်တဲ့နေရာမှာအလုံးလုံးတဲ့နေရာမှာမဟုတ်ဘူးပေါ့နော်တက္ကသိုလ်မှာမဟုတ်တခြားအလုပ်တွေလုပ်တော့လေကျွန်မအဲ့လိုတွေ့ပြန်ရောပြီးတခြားပေါ့နော်ဒီကျွန်မနဲ့ပေါင်းသင်းဆက်ဆံနေတဲ့လူတွေနဲ့ကြားထဲမှာလည်းတချို့လူတွေနဲ့ကြားထဲမှာအဲ့လို gap တစ်ခုရှိနေရဆိုတော့ခံစားချက်ကဘာမှမရှင်းပြလို့မရရှိနေပေါ့နော်ကျွန်မမှလည်းအဲ့မေးခွန်းကြီးရှိနေတယ်အဲ့မေးခွန်းကြီးရဲ့အဖြေကိုကျွန်မဘယ်တော့ရသွားလဲဆိုတော့အဲ့ဂျပန်ပြန်လာတာဆိုရင်တော့15နှစ်ပေါ့နော်အဲ့15နှစ်ကြာတော့မှကျွန်မအဲ့အဖြေရအဲ့အဖြေကိုဘယ်ရလဲဆိုတော့ကျွန်မစာအုပ်တုပ်ထဲရအဲ့စာအုပ်ကဘာစာအုပ်လဲဆိုတော့ကျွန်မ research သင်ဖို့ဆိုပြီး preparation လုပ်တော့အဲ့စာအုပ်ကြီးကိုကျွန်မထုတ်လာလိုက်တာပေါ့နော်ထုတ်လာလိုက်တော့အဲ့စာအုပ်ကြီးရဆိုတော့တကယ်တော့အဲ့စာအုပ်ကြီးကိုကျွန်မဖတ်ခဲ့တာလွန်ခဲ့တဲ့10နှစ်တည်းဖတ်ခဲ့တာအဲ့စာအုပ်ကြီးကassumption ကPhD program တစ်ခုမှာ research တင်တဲ့ဆရာကြီးရဲ့လက်ဆွဲစာအုပ်ပေါ့နော်ကျွန်မတကယ်ချင်းစီကနေအဲ့ဒါ copy ကူးလာကျွန်မအဲ့ဒါကိုဖတ်တာဘာလို့လဲဆိုတော့ကျွန်မ research ကိုအရင်စိတ်ဝင်စားတာတနေ့နေ့မှာငါ research တွေလည်းလုပ်နိုင်ရမယ်ငါကိုယ်တိုင်လည်း research တင်နိုင်တဲ့ဆရာမဖြစ်ရမယ်ဆိုပြီးတော့ကျွန်မမှာအဲ့ဒါစိတ်ရှိနေတယ်ကျွန်မအဲ့စာအုပ်ကြီးကိုနားလည်အောင်ဖတ်တယ်ကျွန်မအားရရှိမှာအဲ့စာအုပ်ကြီးဖတ်အဲ့စာအုပ်ကြီးကိုကျွန်မလုံးစီပါစီနားမလည်ခဲ့ဘယ်တော့မှနားလည်သွားလဲဆိုတော့2025ပြီးခဲ့တဲ့နှစ်ပေါ့နော်ဒီ research အတန်းကိုသင်ဖို့ပြင်ဆင်နေတဲ့အချိန်ရှိအဲ့အချိန်ကျမှကျွန်မနားလည်သွားအဲ့အချိန်မှာပိုပြီးအောင်စရာကောင်းတာကဘာလို့နားလည်သွားလဲဆိုတော့ကျွန်မဘယ်လိုလူလဲဆိုတာနားလည်သွားကျွန်မလည်းအရင်အောင်တယ်ကိုဒါဆိုရင်ငါတစ်ချောင်းလုံးဒီလိုကြီးနေရတာပေါ့ငါရဲ့ခုန thesis supervisor ဘယ်လိုလူပေါ့ပြီးရင်ငါရဲ့အထက်လူကြီးတွေဘယ်လိုလူပေါ့ဟိုလူကဘယ်လိုဒီလူကဘယ်လိုငါတို့ကြောင့်မဖြစ်ခဲ့တဲ့ပြဿနာတွေကဘာကြောင့်ဆိုတော့ကျွန်မကောင်းကောင်းနားလည်သွားအဲ့နဲ့ပြောရင်တော့အဲ့စာအုပ်ကြီးကြောင့်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်မစဉ်းစားကြည့်လိုက်တော့ဒါနားလည်ဖို့လေအကြောင်းအရာတွေအလုံးစုံလာတဲ့အချိန်နဲ့ရောက်သွားဖြစ်ပါလိမ့်မယ်ဒီကြားထဲမှာကျွန်မအလုပ်တွေလည်းလုပ်တယ်စာတွေလည်းဖတ်တယ်ပြီးတော့လူတွေနဲ့လည်းအများကြီးတွေ့ပြီးစကားတွေပြောပြီးတော့ပေါ့နော်ဒီလိုဘုဒ္ဓတာတွေလည်းအကုန်စုံလာလို့လည်းဖြစ်ပါလိမ့်မယ်စုံလာပြီးတော့ဘဝအတွေ့အကြုံတွေလည်းစုံတော့မှအဲ့စာအုပ်ကိုနားလည်သွားဖြစ်ပါလိမ့်မယ်နော်ဆိုတော့10နှစ်လောက်ကြာမှစာအုပ်တို့ကိုလုံးစိပတ်စိနားလည်ဆိုတော့ညံ့နေလို့ပြောလို့ရအောင်တော့ဒါပေမဲ့ကျွန်မကတော့အဲ့ရှုလောက်ကနေမတွေ့ရောက်မြန်တွေ့ဘယ်လိုတွေ့လဲဆိုတော့10နှစ်ပဲကြာခဲ့တာပေါ့အဲ့စာကိုနားလဲပေါ့အနှစ်20အနှစ်30ကြာခဲ့တာမဟုတ်ဘူးပေါ့နော်အဲ့လိုတွေးလိုက်တော့အရင်ပြောပြတော့တယ်ကျွန်မပြောချင်တာကအခုကျွန်မအဲ့ research အခုသင်တယ်ပေါ့နော် action research တန်းကိုသင်တဲ့အချိန်မှာကျွန်မအတန်းသားတွေကအဲ့ research အတန်းကိုသူလာတာတက်ကြတယ်ဒါကြီးကသူတို့နဲ့အလှမ်းဝေးတဲ့ဟာပေါ့နော်ကျွန်မလည်းအတူတူပဲအဲ့လိုထင်ခဲ့တာလူဘဝနဲ့အရင်အလှမ်းဝေးတဲ့ဟာအရင်အခဲကြီးကြီးပေါ့နော်အဲ့လိုကြီးထင်ထားပြီးတော့တကယ်တမ်းကျတော့ဒါကနေ့စဉ်ကျမတို့ဘဝမှာကျမတို့ဖြတ်တန်းနေတဲ့အကြောင်းကြီးအဲ့ဟာတွေပဲကျမတို့ကိုကျမသိဖို့ပေါ့နော်အဲ့ဟာလေးကြီးပဲဖြစ်တဲ့အချိန်မှာခုနကကျမကြိုက်တဲ့ topic ကလည်းကျမရဲ့သင်တန်းသားတွေရဲ့ favorite topic ဖြစ်လာသူတို့ဘာပြောလဲဆိုတော့ action research တွေလုပ်တတ်တာမလုပ်တတ်တာနောက်မှထားလိုက်တဲ့ဒီဟာတွေကိုသိရတာကိုပဲသူတို့တော်တော်လေးပြောတယ်ပေါ့နော်တော်တော်လေးကြည်နက်ပြောတယ်အဲ့ဒါကျမအဲ့ဒီအကြောင်းကိုပေါ့နော်ကိုရှာဖွေနေတဲ့လူတွေရဲ့အများနဲ့မေးခွန်းနေနဲ့မဖြေနိုင်တဲ့မေးခွန်းနေနဲ့ရှိနေတဲ့လူတွေဆိုရင်ကျမခုနရှာတွေ့တဲ့ဟာလေးကအကူအညီအထောက်ပံ့များဖြစ်မလားလို့ကျွန်မတွေးမိတယ်ပေါ့နော်အဲကြောင့်မို့ဒီအတန်းလေးကိုစိတ်ဝင်စားရဆိုရင်လာတက်ဖို့ဖိတ်ခေါ်ခြင်းပါတယ်ဇန်နဝါရီလထဲမှာအတန်းတက်ဖွင့်ပါမယ်အတန်းနဲ့ရအောင်တော့ဒီထက်ပိုပြီးကျွန်မတို့စုံစုံလင်လင်ဆွေးနွေးလို့ပေါ့နော်ရှင်းပြလို့လည်းရပါတယ်လို့အားလုံးဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်